မင်္ဂလာပါခင်ဗျာကိုတူးလေးတမဒါဘိုချိုစောနေတာညထိုင်းနိုင်ငံမှာဖန်ဆီးခံရတဲ့အကြောင်းပြောပြချင်ပါတယ်ကိုတူးလေးနိုင်ငံတီထောင်ခက်ကြောင်းကြီးညာခဲ့တဲ့ကိုတူးလေးတမတော် KTLA စစ်ဦးစီးချုပ်ဘိုချိုစောနေတာညထိုင်းနိုင်ငံမဲဆောက်မြို့ကနေတရှင့်အုပ်ဖတ်ကျေးရွာတို့ပါရာမော်တာစက်တက်လေစီးနစီးတက်ဆောင်လာတဲ့အချိန်မှာထိုင်းဒေတာအာဏာပိုင်တို့ကဖန်စီခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုနေဆသတင်းအရင်မြေကဖော်ပြရေးသားလာခဲ့တာဖြစ်တယ်ဖြစ်စဉ်ကလွန်ခဲ့တဲ့2ရက်လောက်မှာဘိုချိုစောနဲ့ဓာများနဲ့အတူပါလာတဲ့လူတူဦးကတဲဆောင်လာတဲ့ပါရာမော်တာစက်တက်လေစီးနစီးကိုထိုင်းဒေတာအာဏာပိုင်တို့ကစစ်ဆေးခဲ့တာဖြစ်ပြီးတရားဝင်မတ်ပုံတင်ထားတာဖြစ်တဲ့အတွက်သိသိခံရခြင်းမရှိတော့လဲဘိုချိုစောနဲ့ဓာများနဲ့အတူပါလာတဲ့လူတူကတော့ထိုင်းအာဏာပိုင်တွေကခိတခဏခေါ်ယူမင်းမြန်စစ်ဆေးခြင်းခံရကြောင်းစင်လင်ခဲ့တဲ့ပြောရမယ်ဆိုတော့လွန်ခဲ့တဲ့နေ့ရက်နေ့ကကိုတူးလေတမရဘိုချိုစောနဲ့ဓာများကပါရာမော်တာစက်တက်လေစီးနစီးကိုတည်ဆောင်လာတဲ့အချိန်မှာထိုင်းအာဏာပိုင်တွေကစစ်ဆေးခဲ့တဲ့စစ်ဆေးတဲ့အချိန်မှာတော့ဒီပါရာမော်တာစက်တက်လေစီးနှစ်ခုဟာတရားဝင်မပုံတင်ထားတာဖြစ်တဲ့အတွက်သိသိချေတော့မရှိပါဘူးဒါပေမဲ့တမဒါစောနဲ့ဓာများနဲ့ပါလာတဲ့လူတူကတော့ထိုင်းအာဏာပိုင်တွေကခိတခဏခေါ်ယူမင်းမြန်ခဲ့ကြောင်းသိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KTLA နဲ့နီးစပ်တဲ့သူတူကတော့ဘိုချိုစောနဲ့ဓာများနဲ့ပါလာတဲ့လူတူဖန်စီခံရတာဖြစ်တယ်။ဘာကြောင့်ဖန်စီရတယ်လဲဆိုတာကိုတော့အသေးစိတ်တိတိကျကျဖော်ပြထားခြင်းမရှိပါဘူး။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘိုချိုစောနဲ့ဓာများနဲ့ပါလာတဲ့လူတူဖန်စီခံရတဲ့အကြောင်းရင်းဟာပါရာမော်တာတက်ဆောင်လာတဲ့အကြောင်းအရင်းနဲ့ပဲဆက်ဆက်တယ်လို့ပဲသိရပါတယ်။ဒီဖြစ်စဉ်ကိုအသေးစိတ်သိနိုင်ဖို့အတွက် KTLA ရုပ်ထိုင်မှုကိုသတင်းမီဒီယာအများစုကဆက်သွယ်မေးမြန်းခဲ့တော့လဲပြန်လည်ဖြေကြားခြင်းမရှိဘူးကိုတူးလေးတမဒါဘိုချိုစောနဲ့ဓာများနဲ့ပါလာတဲ့လူတူကိုထိုင်းအာဏာပိုင်တွေကဖန်ဆီးခဲ့တာတည်းအမှားလားတည်းအမှန်လားအတည်ပြုဖို့အတွက်သတင်းမီဒီယာတွေကဆက်သွယ်မေးမြန်းခဲ့တော့လဲပြန်လည်ဖြေကြားခြင်းမရှိဘူးဘိုချိုစောနဲ့ဓာများအနေဖြင့်ကိုတူးလေးတမဒါနိုင်ငံဖွဲ့စည်းတည်ထောင်ကြောင်းဇန်နဝါရီလ9ရက်နေ့မှာကြာရောက်တဲ့98ကြိမ်မြောက်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့မှာကြီးညာခဲ့ပြီးဘိုချိုစောနဲ့ဓာများကတော့တမဒါယာဒူရယူခဲ့တာဖြစ်တယ်။ဒါကတော့လွန်ခဲ့တဲ့2026ဇန်နဝါရီလ9ရက်နေ့မှာကိုတူးလက်နိုင်ငံကိုတည်ထောင်တယ်။တည်ထောင်ပြီးနောက်ဘိုချိုစောနဲ့ဓာများကိုယ်တိုင်ကသူ့ကိုယ်သူတမဒါအဖြစ်ခံယူထားတာဖြစ်တယ်။ကိုတူးလက်နိုင်ငံဖွဲ့စည်းတည်ထောင်ကြောင်းကြီးညာပြီးနောက်ကရင်စာပေနဲ့အင်္ဂလိပ်စာပေနှစ်ခုပေါင်းစပြီးကော်တူးလေနိုင်ငံသားစစ်စေးကပြကိုလည်းရိုက်နှိုက်ထုတ်ဝေဖြန့်ချိခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့မှာထိုင်းနိုင်ငံချင်းမိုင်မြို့လေဆိပ်မှာအမေရိကန်နိုင်ငံကဝင်လာတဲ့ခရီးသည်အိတ်မှာအဲ့အတွင်းမှာကော်တူးလေနိုင်ငံသားစစ်စေးကပြရေးထားတဲ့ပလတ်စတစ်အိတ်ကပြ1225ခုကိုထိုင်းနိုင်ငံချင်းမိုင်မြို့လေဆိပ်မှာထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ဒါကတော့ကော်တူးလေတမဒါဘိုချိုစောနဲ့ဓာမြမဲဆောက်မြို့ကနေအုပ်ဖတ်ကြီးရွာတို့တည်ဆောင်လာတဲ့ပါရာမော်တာစက်တက်လေစီးနစီးကိုထိုင်းအာဏာပိုင်တွေကစစ်ဆေးတဲ့အချိန်မှာတော့ဒီစက်တက်လေစီးနဲ့ပတ်သက်ပြီးတရားဝင်မပို့တင်ချတာရှိလားမရှိလားထိုင်းအာဏာပိုင်တွေကစစ်ဆေးတဲ့အချိန်မှာတော့ဒီပါရာမော်တာစက်တက်လေစီးနစီးဟာတရားဝင်မပို့တင်ထားတာဖြစ်တဲ့အတွက်ဘိုချိုစောနဲ့ဓာမြတ်နဲ့ပါလာတဲ့သူတူကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခြင်းမရှိပါဘူးဒါပေမဲ့ဘိုချိုစောနဲ့ဓာမြတ်ကတချို့တလေသတင်းမှဆိုရင်ပြန်လည်လွတ်မြောက်လာပြီးတော့ပေါ်ပြရေးသားခဲ့တော့လဲအတည်ပြုဖို့အတွက်သတင်းမီဒီယာအများစုကကော်တူးလေတမဒါရုပ်ထိုင်မှုဖြစ်တဲ့ KTLA ရဲ့ရုပ်ထိုင်မှုကိုဆက်သွယ်မြင်မြန်ခဲ့တော့လဲအတည်ပြုပြောကြားချက်ရင်မရှိပါဘူး
ဒါကတော့ကော်တူးလေတမ္ပရာဗိုလ်ချုပ်စောနေတာမြထိုင်းနိုင်ငံမှာခိတခဏဖန်စီစစ်ဆေးခံရတဲ့အကြောင်းပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်ဒီကနေ့ဒီလောက်ပဲတင်ဆက်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဆုံးထိလက်ပဲကျေးဇူးတင်ပါတယ်